တယောက်ကတရားထိုင်နည်းလေးရေးပေးပါအောင်ဆိုလို့တွေးကြည့်တော့ဆရာတော်ကြီးတွေဖြစ်တဲ့မိုးကုတ်ဆရာတော်ကြီးတို့လေဒီဆရာတော်ကြီးတို့မဟာစီဆရာတော်ကြီးတို့စွန်းလွန်းဆရာတော်ကြီးတို့တဲအင်းကူဆရာတော်ကြီးတို့ဟာတွေနဲ့တင်လုံလောက်တယ်ဆရာတော်ကြီးတွေဆိုတော့ဝီနည်းအရခေတ်စကားတွေနဲ့တော့ဟောမှာတော့မဟုတ်ဘူးခေတ်စကားနဲ့လူရင်းတိုရှင်းထပ်ဖြည့်ပေးမယ်နော်မိမိထိုင်ခဲ့တာကဆရာလေးနဲ့ထိုင်ခဲ့တာဆိုတော့ဆရာလေးခေါ်ခဲ့တဲ့စာသားတွေကိုပဲအရင်ပြန်ပြောပေးမယ်နော်တရားထိုင်နေဆိုတာတကယ်တော့ကိုရှုမြင်နေတဲ့ရှုထောင့်အမြင်မှန်လားမမှန်လားဆိုတာလက်တွေ့စမ်းတဲ့သဘောပဲကိုရှုမြင်ပုံမှန်ကန်နေဆိုရင်တထိုင်နဲ့နိဗ္ဗာန်အာယုံပေါ်မယ်မမှန်သေးဘူးဆိုရင်တော့လိုအပ်တာချိန်ဆက်ပြီးအမြင်မှန်ကိုရှာဖွေနှလုံးသွင်းပေးရမှာဖြစ်ပါတယ်နှလုံးသွင်းမှန်နေပြီဆိုတာနဲ့နိဗ္ဗာန်အာယုံကတန်းလာတာအဲ့ဒီတော့တရားမထိုင်ခင်လောကကြီးရဲ့အမှန်တရားကိုအရင်စမ်းစစ်ဖို့လိုမယ်ပေါ့နော်ဒါတွေအားလုံးကိုမြတ်စွာဘုရားကပထမဆုံးရှာတွေ့ခဲ့တာနီလန်းကမခတ်ဘူးကိုယ်တိုင်စမ်းလုပ်ကြည့်လိုက်ဖို့ပဲလိုအပ်တာမြတ်စွာဘုရားဟောခဲ့တာတွေဆရာတော်ဟောခဲ့တာတွေကိုလည်းယုံဖို့မလိုဘူးပထမဆုံး၅ဆက်ယုံကြည်ပေးရင်ရပြီးကြံတဲ့တဝက်ကိုဟုတ်မဟုတ်ကိုယ်တိုင်စမ်းသပ်ရမှာဖြစ်ပါတယ်ဝိပဿနာကိုယ်တိုင်ကိုကဉာဏ်သုံးပြီးအမှန်တရားကိုရှာဖွေရတာဖြစ်လို့အကုန်လုံးကိုမှန်ပါတယ်ဆိုပြီးပြည့်ယုံစရာမလိုဘူးရဲ့တဝက်ကိုပဲအရင်ယုံပေးပြီးကြံတဲ့တဝက်ကိုဟုတ်မဟုတ်မိမိခန္ဓာနဲ့လက်တွေ့တိုက်စစ်ရမှာပေါ့နော်ဆရာလေးဟောခဲ့တာတွေကိုပြန်ပြောပေးရမယ်ဆိုရင်ဘဝဆိုတာရုပ်ရှင်းကားလိုပဲသူပြချင်ရပြနေတာကိုတွေကကြည့်ရှုသူပေါ့ဘာပြမယ်ဘလို့ဇက်သိမ်းမယ်ဆိုတာမသိရဘူးအဲ့ဒါဘာကိုဆိုလိုလဲဆိုရင်ခုမိမိရထားတဲ့ခန္ဓာဟာသူ့သဘောသူဆောင်နေတာကိုပြောချင်တာခန္ဓာဒီမိမိနဲ့လားလားမှမသက်ဆိုင်ဘူးကိုကတော့မင်းသားဇက်ဖို့မင်းသမီးဆိုပြီးတွေးမိနေလိမ့်မယ်တကယ်တော့ခန္ဓာကခိုင်းတဲ့အတိုင်းကိုကမြင်တွေ့နေရတာကိုဆိုလိုချင်တာခန္ဓာကိုယ်ကအိတ်ချင်လာရင်အိတ်ပေးရတယ်အိမ်သာတက်ချင်တော့လိုက်တက်ပေးရပြန်တယ်နာလာပြန်ပြီးဟိဆိုရင်စေးရုံပြေးရပြန်ပြီးအဲ့တော့ခန္ဓာရဲ့သဘောတဘာဝအတိုင်းကိုကလိုက်စည်းမျိုးမြင်တွေ့နေရတာကိုကခန္ဓာကိုခိုင်းနေတယ်လို့သာထင်ရတာတကယ်ကခန္ဓာမောင်းနေတဲ့အတိုင်းကိုကလိုက်စည်းမျိုးနေရတာဘဝဆိုတာအကျွေးစိတ်မှာပါလာတဲ့ခေါင်းနဲ့ပန်းလိုပဲခေါင်းကိုကြည့်ရင်ခေါင်းကိုမြင်ရမယ်ပန်းကိုကြည့်ရင်ပန်းကိုမြင်ရမယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုရင်ကိုရီဟာတန်တရားတစ်ခုလုံးမှာမတိချင်းနဲ့နေလာခဲ့တာပုထုဇဉ်စိတ်နဲ့တန်တရားလုံးနေလာတာပုထုဇဉ်စိတ်ကိုခေါင်းလို့ယူဆလိုက်ရင်တခြားတစ်ဖက်ကလောကကြီးကိုအမှန်တိုင်းမြင်တဲ့အရိယာစိတ်ခေါင်းမန်းဆိုတဲ့မျက်နှာပြင်ရှုထောင့်အမြင်နှစ်ဖက်ပဲကွာခြားသွားတာကိုကအမှန်တရားကိုသိပြီးပဲထားသတိလွတ်နေတာနဲ့တပြိုင်နက်ပုထုဇဉ်စိတ်ပြန်ဖြစ်သွားရောထပ်ဖြည့်ပေးရရင်စပရိန်တက်ထားတဲ့တကားပေါက်နဲ့သွားတူတယ်မိမိတတိလွတ်တာနဲ့တကားပေါက်ကပြန်ပိတ်သွားတာတတိလွတ်တာနဲ့အရိယာကနေပုထုဇဉ်တာမန်လူပြန်ဖြစ်သွားရောအဲ့ဒီတော့ပညာခေါ်တဲ့လောကကြီးကိုအမှန်တိုင်းသိမြင်နေစာသိလဲဖြစ်ရင်ဖြစ်မယ်ခန္ဓာသိလဲဖြစ်မယ်အဲ့ဒါကိုတတိနဲ့ပေါင်းလိုက်တော့မှပညာအဖြစ်သို့ရောက်တာပညာရှိဖြစ်သွားတာနဲ့တန်တရားတိုးသွားပြီလို့မှတ်လို့ရတယ်တတိနဲ့အတိဟာခိပွင့်ပဲတာမန်လူနဲ့အရိယာကိုပိုင်းခြားပေးတဲ့အရာပေါ့လောကမှာသူတွေငါတွေဆိုတာမရှိဘူးပရမတ်မှာယုံနဲ့နာမဲရှိတယ်။စင်းရဲတဲ့သူလည်းတူတူပဲချမ်းသာတဲ့သူလည်းတူတူပဲဆရာလေးတော့အားလုံးကိုတူတူပဲမြင်နေချမ်းသာတဲ့သူမလို့ပုံမမြင်ဘူး။အဲ့ဒါကဘာကိုပြောချင်လဲဆိုရင်ဖះဟောတဲ့ကအတိုင်းတတဝါအားလုံးဟာသွေးထွက်အောင်မှန်တဲ့တစ္ဆာလေးပါးကိုမလွန်ဆန်နိုင်ဘူးဆိုတာပြောချင်တာချမ်းသာတဲ့သူလည်းနောက်ဆုံးတည်ရတာပဲစင်းရဲတဲ့သူလည်းနောက်ဆုံးတည်ရတာပဲအမှန်တရားကပရမတ်တရားပေါ့ဖြစ်ပျက်အားလုံးကိုကြည့်ရင်ချမ်းသာတဲ့သူမှလည်းဒါပဲစင်းရဲတဲ့သူမှလည်းဒါပဲရုပ်ချောတဲ့သူမှလည်းဒါပဲရုပ်ဆိုးတဲ့သူမှလည်းဒါပဲထပ်ပြီးမြင်အောင်ဖြည့်ပေးရရင် Steve Jobs ကိုနမူနာပေးမယ်နော်Steve Jobs ဆိုတာ Apple Company ကြီးကိုတည်ထောင်ခဲ့သူတည်သွားတော့ Apple Company ကြီးဟာ Tim Cook လက်ထဲရောက်သွားတယ်နမူနာပေးတာမလို့အတွေးသက်ပဲနော် Steve Jobs ကနောက်ဘဝမှာလူပြန်ဖြစ်တယ်လို့ယူဆကြည့်ရဲဆိုပါတော့အဲ့ဒီမှာဆိုတဲ့နာမည်နဲ့လူပြန်ဖြစ်တယ်သူကဆိုတဲ့ဘဝမှာတန်ရှင်းရေးဝန်ထမ်းဖြစ်နေတယ်ဆိုပါတော့ Apple Company မှာပဲအလုပ်ပြန်ရသွားတယ်ဆိုရင်သူဟာသူ့ကိုယ်သူ Steve Jobs ဖြစ်ခဲ့မှန်းသူမသိဘူးအခုဘဝမှာတန်ရှင်းရေးဝန်ထမ်းအနေနဲ့ Apple Company ကိုပြန်ရောက်လာတယ်ဒီဘဝမှာ Steve Jobs ရဲ့အထုပတ္တိကိုဖတ်ပြီးအားကျနေမိလိမ့်မယ်ငါ Steve Jobs လို့ဖြစ်ရင်ကောင်းမှာပဲဆိုပြီးတွေးမိနေလိမ့်မယ်တကယ်တော့ Steve Jobs ကသူကိုယ်တိုင်ဖြစ်နေတာအဲ့ဒါကိုသူကိုယ်သူပြန်အားကျနေမိတာတန်တရားမှာမဖြစ်ဘူးတဲ့ဘဝဆိုတာမရှိဘူးတထေလဲဖြစ်ခဲ့တယ်လို့ခွေးလဲဖြစ်ခဲ့ဘူးတဲ့အားလုံးဟာတစ္ဆာလေးပါးအောက်မှာပဲလမ်းဆုံးကြရတာအပေါ်ကအရာတွေဟာဖျားရှင်ရှာတွေ့ခဲ့တဲ့စကြဝဠာကြီးရဲ့နိယာမပဲ
ဘဝဟာမျက်လှည့်ပြပွဲလိုပဲမိမိတို့ဟာလောကကြီးရဲ့မျက်လှည့်အပြခံနေရတာသူ့ရဲ့ပြကွက်ကိုသိဖို့မိမိဟာကြည့်ရှုစဉ်ရဲ့ကလေးကနောက်ကနေကြည့်မှမြင်ရတယ်လို့မျိုးပဲအဲ့ဒါကဘာကိုပြောချင်လဲဆိုရင်ကိုရီဟာတတန်တရာလုံးမျက်လှည့်ပြခံခဲ့ရတာဘာကလေးဆိုရင်အဝိဇ္ဇာမသိခြင်းကနေပဲအမှန်တရားကိုမသိတော့ဖြစ်ပျက်နေသမျှကိုကိုယ်တိုင်ငါဖြစ်နေတယ်လို့ထင်ငါဖြစ်နေတယ်လို့မှတ်ယူထားတော့ဆွဲလန်းခြင်းနဲ့ဆန္ဒတွေဖြစ်အဲကနေကိလေသာကပါပေါင်းပေးလိုက်တော့မပြီးဆုံးအောင်ကိုအပြခံခဲ့ရတာတတန်တရားလုံးပဲမျက်လှည့်လို့ပြောရင်ရိုးဝဲချက်ကိုသာမသိတာအတုမှန်းတော့သိတယ်ဘဝဟာတကယ်တော့အတုကြီးပဲအဲ့ဒါကိုအစ်စ်လို့ထင်အောင်မျက်လှည့်ပြခံနေရတာစကြဝဠာကြီးရဲ့အမှန်တရားကိုသိသွားတာနဲ့မျက်လှည့်ပွဲကြီးပြီးဆုံးသွားသလိုလွတ်မြောက်သွားပြီးဆရာလေးဟောတာကိုထပ်ဖြည့်ပေးရရင်မိမိလက်ရှိစော့နေတဲ့ Mobile Legends game နဲ့နမူနာပေးမယ်နော်ဂိမ်းဆိုတာဘဝအတွက်အရေးမပါဘူးလို့ဆိုပြီးအပျော်ကစားတဲ့သူတွေကြနိုင်လဲပေါ့ပေါ့ပပပဲရှုံးတဲ့အခါလဲပေါ့ပေါ့ပပပဲserious ဆော့တဲ့သူတွေကြတော့လေတိုက်ခံရလဲပူလောင်ရရှုံးလဲပူလောင်ရနိုင်တော့လဲမရလို့ပူလောင်ရတာပေါ့နော်အဲ့တော့ဂိမ်းတပွဲချင်းစီကိုကဘဝတစ်ခုလို့မြင်ကြည့်လိုက်မိဖရတဲ့ပွဲတွေကိုတထေးဖြစ်တယ်လို့မှတ်ကြည့်အဲ့တော့ဂိမ်းပွဲစပီဆိုတာနဲ့ player 10ယောက်လုံးကနိုင်ဖို့စူးစမ်းကြတာကြီးပဲဒါပေမဲ့မနိုင်ဘူးနော်အဲ့တဲက9ယောက်ပဲနိုင်တာကိုကဒီပွဲနိုင်ရင်နိုင်မယ်မဖြစ်ပြရချင်မှလဲရတာမဖက်ရလဲရှုံးတဲ့ပွဲတွေလည်းရှိတယ်တထေးကြီးဖြစ်ပေမဲ့စေးရုံကခတင်ပေါ်မှာရောက်နေတဲ့ဖြစ်စဉ်လိုပဲလူတိုင်းကနိုင်ခြင်းနဲ့ဒါပေမဲ့မနိုင်ဘူးအခြေအနေပေးမှနိုင်တာ battle ဆိုရင် connection လာတာတို့စကားပြောရင်း markman 3កောင်မှားကင်မိတာတို့ဟိုဘက်ကကြည်ကြည်ပါပါတယ်ဆိုကိုက minotaur ယူလိုက်မိတာတို့ကိုကပွဲတော်တာပါတယ်တတိလွတ်နေတို့ထောက်ခိုးချိုးခံရပြီးရှုံးတာတို့အဲ့ဓာတွေအားလုံးကအစိုးမရဘူးပြီးရင်ပွဲတိုင်းနိုင်ဖို့မဖြစ်နိုင်ဘူးမမြဲဘူးပေါ့နော်ကိုကောင်းပေမဲ့လည်းအသင်းဖော်ဆေးထိုးရင်ရှုံးရတာပဲ Mobile Legends ပွဲတွေကိုဘဝတစ်ခုလို့ယူဆကြည့်လိုက်ဒီပွဲနိုင်လဲနောက်ပွဲမှာသွားရှုံးနေနိုင်တာပဲဂိမ်းဟာအတုမှန်းသိတော့ဂိမ်းဟာတန်ဖိုးမရှိတော့ဘူးအဲ့လိုပဲဘဝဆိုတာအတုမှန်းသိသွားရင်ဘဝဟာလည်းတန်ဖိုးမရှိတော့ဘူးဘဝက AI လို့ပြောရင်ပိုမှန်တယ် AI ကိုတကယ်ထင်တော့တန်တရားလဲတော့တာပဲတန်တရားဟာစပိန်စီးတာနဲ့တူတယ်ကိုကတော့တပတ်ပဲနင်းလိုက်တာရောက်သွားတဲ့အကွာဝေးကအရှိကြီးပေါ့နော်အဲ့တော့စပိန်ကို break ဆောင်ဆွဲရင်မှောက်လျက်လဲတယ်ဖြည်းဖြည်းချင်းရက်မှအကောင့်အတိုင်းရက်တာအဲ့ဒါကဘာကိုပြောချင်လဲဆိုရင်ကိုတန်တရားလဲနေတာဟာမတိချင်းကြောင့်မတိချင်းဆိုတဲ့စပိန်တပတ်ကကိုနောက်ဘဝပေါင်းများစွာကိုတွန်းပို့တာနဲ့တူတူပဲကိုကမတိပဲနဲ့ဘဝမှာစီးမျောနေရင်အဆုံးအစမရှိတဲ့ဘဝပေါင်းများစွာခရီးလမ်းပေါင်းများစွာနဲ့လဲထွက်နေမှာပဲဆိုလိုရင်းပဲအဲ့ဒါဘဝဆိုတဲ့တန်တရားကိုတိချင်းနဲ့ပဲရက်တက်နိုင်မယ်ပေါ့နော်ရက်တဲ့အခါမှာလဲတိချင်းချက်ချင်းရက်သွားမှာမျိုးမဟုတ်ဘူးအရှိန်နဲ့တော့ဆက်သွားနေလိမ့်မယ်အရှိန်မရှိတော့တာနဲ့တန်တရားရက်ပြီးအကျိုးတရားတော့ကြံနေအောင်မယ်အကြောင်းတရားမရှိတော့တာယဟန္တာဆိုရင်လက်ရှိဘဝခန္ဓာရဲ့အကျိုးတော့ဆက်ခံရအောင်မယ်နောက်ဘဝအတွက်အကြောင်းမကြံတော့တာအာကာသပေါ်တက်ရင်ဒုံးကြီးရဲ့အောက်ပိုင်းကအစိတ်ပိုင်းတွေတဆင့်ပြီးတဆင့်ဖြုတ်ချရတယ်ဒါမှဝင်ပေါ့ပြီးအာကာသရဲရောက်တာအဲ့ဒါကဘာကိုပြောလဲဆိုရင်အမှန်တရားကိုရှင်းရှင်းကြီးမြင်ရဖို့တန်ရောစင်ကြိုးတွေကိုလောကကြီးအပေါ်အမှန်တိုင်းရှုမြင်ခြင်းအဖြစ်ဖျက်ချရမယ်လို့ပြောချင်တာအနှောင်ဖွဲ့တွေကိုတဖြည်းဖြည်းပါအောင်ဖန်တီးခြင်းဖြင့်ကိုကတဖြည်းဖြည်းလွတ်မြောက်မှန်းမသိလွတ်မြောက်လာတာအာကာသရဲရောက်တယ်လို့ပေါ်ပါလာတာပေါ့နော်ထပ်ဖြစ်ပြောရရင်ဒုံးကြီးဟာပတ်လန်းချောင်းအတိုင်းထွက်ရတယ်လို့ပဲမိမိကလည်းဝိပဿနာဉာဏ်လန်းစဉ်နဲ့တဆင့်ပြီးတဆင့်ထွက်ရတာပေါ့နော်သူဟာသူအပတ်ရည်ပြေတာနဲ့နိဗ္ဗာန်အာယုံပေါ်လာမှာကိုကအတိနဲ့နှလုံးသွင်းပြီးတတိနဲ့စောင့်ကြည့်နေဖို့ပဲလိုတာနောက်ထပ်ဟောတာတွေတော့စာရှည်သွားမှာစိုးလို့မဖြေတော့ပါဘူးအချင်းချုပ်ပေးရရင်တရားထိုင်နေဆိုတဲ့အတိတ်ပဲဟာရုပ်ရဲ့အသက်ရှုနေတဲ့တညာကလွဲပြီးကျန်တဲ့တညာတွေကိုယာယီရက်တန့်ထားလိုက်တာပါပုံမှန်သွားလာနေချိန်တညာဟာဝေဒနာတွေကိုလိုက်ဖုံးပေးလို့ဝေဒနာတွေကိုမြင်တွေ့ဖို့ခက်ပါတယ်တရားထိုင်တဲ့အချိန်မှာတညာကိုအလုံးမလုံးခိုင်းတော့တာကြောင့်ဝေဒနာဟာထင်းထင်းကြီးမြင်ရပါတယ်အကြီးမားဆုံးဝေဒနာကိုတေကန်နီးမှာမြင်တွေ့ရမှာလူတိုင်းပါပဲတရားထိုင်လိုက်ခြင်းအဖြစ်တေကန်နီးဖြစ်စဉ်ကိုမသေးခင်ကျမ်းမာတော့ကြုံတွေ့ထားမှုခြင်းအဖြစ်ယခုဘဝမှာတေတက်သွားတဲ့အခါတေကန်နီးမှာကိလေသာမဖြစ်တော့တဲ့အတွက်ကောင်းမွန်တဲ့ဘဝကိုကူးပြောင်းနိုင်ခြေရှိတယ်ပေါ့နော်ရှုမြင်ပုံလုံးဝမှန်ကန်သွားရင်တော့
နိဗ္ဗာန်အာယုံပါကြလာပြီးအပေကပါလက်ခံလို့မရတော့တဲ့အထိဖြစ်မယ်ပေါ့နော်ကလက်ကငရဲဆိုရင်ကိုကကလက်ကိုသင်္ကန်းဝတ်နဲ့သွားတဲ့ဖြစ်စဉ်လိုပဲကလက်ကလက်မခံဘူးအဲ့လိုဖြစ်မှာတရားစထိုင်တော့မယ်ဆိုရင်အရင်ဦးဆုံးမိမိခန္ဓာကိုမြတ်စွာဘုရားထံလှူဒန်းတယ်ဆိုတာအာယုံပြုပေးရပါမယ်အားထုတ်တဲ့တရားသည်လည်းနိဗ္ဗာန်ကိုပဲရည်မှန်းတယ်ဆိုတာအာယုံပြုပေးရပါမယ်ပြီးတော့ဆုတောင်းအမားတွေဖြစ်တဲ့ဖျားဖြစ်ချင်တာတို့ဘာပုဂ္ဂိုလ်ညာပုဂ္ဂိုလ်ဖြစ်ချင်တာတို့စူပရမန်ဖြစ်ချင်တာတို့အဲ့ဓာတွေအကုန်စွန့်ကြောင်းအာယုံပြုရပါမယ်အဲ့ဓာတွေတန်တရားမှာဆုတောင်းခဲ့ဘူးတာတို့အခုဘဝမှာဆုတောင်းထားတာတို့ဆိုရင်ဘလောက်ကျင့်နိဗ္ဗာန်အာယုံမပြပါဘူးအဲ့တော့နိဗ္ဗာန်ကလွဲပြီးတခြားဖြစ်ချင်တဲ့ဆုတောင်းဆန္ဒတွေကိုပြန်ပြီးပယ်သက်ရပါမယ်ဒုတိယတစ်ခုအနေနဲ့မိမိကိုကျေးဇူးပြုခဲ့ဘူးတဲ့ခင်မွန်းကြီး10ပါးကိုဝင်ချတောင်းပန်ရပါမယ်။ခင်မွန်းကြီး10ပါးကိုစော်ကားခဲ့ဘူးတာတွေရှိရင်လည်းနိဗ္ဗာန်အာယုံမပေါ်နိုင်ပါဘူး။အဲ့တော့တောင်းပန်လိုက်ခြင်းအဖြစ်အဟံတာလျော့သွားတယ်ပေါ့နော်။ပြီးတော့မိမိကိုစော်ကားဘူးတဲ့သူတွေကိုလည်းကိုကခွင့်လွှတ်ကြောင်းအာယုံပြုပေးရပါမယ်။နှောင်ကြိုးတွေရှင်းလိုက်ခြင်းအဖြစ်နိဗ္ဗာန်အာယုံအဟံတာတွေပိုလျော့သွားနိုင်ပါတယ်။လောကကြီးကိုအတုမှန်90လောက်လက်ခံနိုင်ပြီဆိုရင်တရားထိုင်တဲ့ဖြစ်စဉ်တဝက်ပြီးမြောက်နေပါပြီ။တယောက်နဲ့တယောက်ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ရထားတဲ့ခန္ဓာတွေမတူတဲ့အတွက်ဖော်မြူလာထုတ်ပေးလို့မရပါဘူး။ကျန်တဲ့တဝက်ကိုမိမိဘာသာတရားထိုင်တက်ခွဲခန်းဝင်ခြင်းအဖြစ်ကိုယ်တိုင်စမ်းစစ်ရမှာဖြစ်ပါတယ်။တရားထိုင်တဲ့အခါမှာအဝတ်ကိုအသက်သာဆုံးရွေးချယ်ပါစွတ်ကျဲပစိုးနဲ့ထိုင်နိုင်ရင်ပိုကောင်းပါတယ်။အာယုံကိုအနှောက်အယှက်ဖြစ်စေမဲ့လက်ဝတ်တန်စာတွေမဝတ်ပါနဲ့။တညာဖုံးနေတော့တာဘာမှမဟုတ်တာတညာဖြုတ်လိုက်တာနဲ့လက်စွပ်တို့ဆွဲကြိုးလက်ကောက်တွေကတင့်ကိုငရဲခေါ်သွားမှာပါတရားထိုင်တဲ့အခါရုပ်ကိုအသက်သာဆုံးဖြစ်အောင်ထားပါရာသီဥတုမျှတအောင်အပူချိန်မျှတအောင်ဘေးပတ်ဝန်းကျင်တိတ်ဆိတ်မဲ့နေရာမျိုးရွေးချယ်ပေးပါကိုထိုင်မဲ့အချိန်ကိုထိုင်မှသတ်မှတ်ထားပါကိုထိုင်ခဲ့တာတော့တနာရီစီကို10ချိန်ထိုင်ခဲ့ရပါတယ်တနာရီဆိုရင်အပြက်ကောင်းကောင်းပြဖို့တေကန်ဤအတွေ့အကြုံထိရောက်ဖို့လုံလောက်ပါတယ်စထိုင်တော့မယ်ဆိုရင်မိမိအသက်အသာဆုံးပုံစံကိုရွေးပါစထိုင်ပြီးဆိုတာနဲ့ခန္ဓာကိုထပ်ပြင်လို့မရပါဒါစားထွက်တဲ့ပုံစံအတိုင်းပြီးဆုံးတဲ့အချိန်ထိမပြင်လိုက်ပါနဲ့ပညာနဲ့မပြင်မှသာလျှင်ခန္ဓာရဲ့တရုပ်အမှန်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ပြင်လိုက်ပြီဆိုရင်ခန္ဓာရဲ့အမှန်တရားကိုကိုကမသိတော့ဉာဏ်စင်မတက်နိုင်ဖြစ်နိုင်ပါတယ်နည်းနည်းတော့သိဖို့လိုပါတယ်ရုပ်နဲ့နာမ်ကိုတော့သိရပါမယ်ရုပ်ဟာမိမိရဲ့မြင်တွေ့နေရတဲ့သုံးခန္ဓာဖြစ်ပြီးနာမ်ဟာမိမိအုံနောက်ကတွေးထင်လိုက်တဲ့အတွေးပုံရိပ်ဖြစ်ပါတယ်။နှခုံလုံးအတုဆိုတာကို90လောက်လက်ခံထားရပါမယ်။ပြီးတော့ကိုနိဗ္ဗာန်မြင်ခြင်းလို့ထိုင်တာလို့မမှတ်ယူပါနဲ့။အမှန်တရားကိုသိကျင်ယုံတသက်လို့ပဲသဘောထားပေးပါ။ထိုင်နေစဉ်ပေါ်သမျှအတွေးအလုံးကိုအတုလို့နှလုံးသွင်းပါ။ခန္ဓာရဲ့အုံနောက်ကသူ့ဟာသူတွေးကျင်ရာတွေးနေတာလို့မှတ်ယူပါနာလာတဲ့အခါမှာလဲဒါအတုပဲလို့သာမြင်ပါအဲ့လိုအတုမှန်းသိပြီးကိုတွေးနေတာမဟုတ်ဘူးသူ့သဘောအတိုင်းသူဆောင်နေတာလို့သိလိုက်တာနဲ့လက်ရှိအတွေးတွေကရက်သွားပြီးနောက်အတွေးတစ်ခုကိုကူးပြောင်းသွားပါတယ်တွေးတယ်ဆိုတာဟာအလိုအလျောက်ဖြစ်နေတာဖြစ်ပြီးတင်အတွေးကိုအမှန်ရှုမြင်လိုက်တာနဲ့ပြက်သွားပါတယ်ကိုတတိထားပြီးအမှန်ကိုရှုမြင်တဲ့အချိန်တွေဆိုမျောနေတဲ့အတွေးဟာချက်ချင်းရက်ပြီးပြတ်သွားတဲ့သဘောရှိပါတယ်။အဲ့လိုမျိုးမှတ်စိတ်ဉာဏ်လာပြီးဆိုရင်ဉာဏ်စဉ်ခဏလေးနဲ့တက်ပါတယ်။ကိုကအတုကိုအစစ်လို့ထင်ပြီးအတွေးထဲမှာပဲပိတ်မိနေရင်ဉာဏ်စဉ်တက်ဖို့အရန်နေပါတယ်။တရားထိုင်နေဆိုတာအာယုံတစ်ခုပေါ်မှာပဲအတိလေးကိုပို့ပေးထားတာပါ။နာသီးဖြာမှာပဲအတိကိုထားရင်နာသီးဖြာပေါ်မှာပဲတည်နေအောင်ထားပါ။တင်ပါမှာပဲပို့ထားရင်လည်းတင်ပါမှာပဲတည်နေပါစေ။ရင်ဝမှာထားရင်လည်းရင်ဝမှာပဲပို့ထားပါမိမိအတွက်အကောင်းဆုံးကရင်ဝဟာအကောင်းဆုံးပါနှာသီးဖျားမှာကြအသက်ရှူတဲ့နောက်ပါသွားတတ်ပါတယ်အဲ့ဒါကလူတစ်ယောက်နဲ့တစ်ယောက်မတူလို့ formula လုံးဝမတူနိုင်ပါဘူးမိမိအားတန်ရသွားပါတရားထိုင်နေစဉ်ပေါ်လာတဲ့အတွေ့အလုံးဟာအတုလို့သာသိပါကောင်းတဲ့အာယုံပဲပေါ်ဆိုးတဲ့အာယုံပဲပေါ်အားလုံးဒီအတုကိုနဲ့မဆိုင်လို့မှတ်ပါအတွေ့အလုံးကိုတွေးခွင့်ပေးပါစေချုပ်တေးမထားပါနဲ့အတွေးပြန့်သွားသည်ကိုမိမိသည်နှလုံးသွင်းမှန်သည်နှင့်အတွေးသည်ပြတ်သွားပါသည်ပြတ်သွားသည်နှင့်မိမိစိတ်ထားရာနေရာသို့အတိစိတ်ကိုပြန်ပို့ပေးပါဦးပို့ပြီးသည်နှင့်နောက်တတွေးကထပ်လာပါဦးမယ်နမူနာပေးရရင်အိမ်တကားပိတ်ဖို့မေ့တာတို့တငယ်ချင်းကိုအကျွေးပေးရအောင်မှာတို့အိမ်ကအမေတက်တာရဲ့လားတို့ကောင်မလေးဘာလုပ်နေမလဲမသိဘူးကောင်လေးတခြားတယောက်နဲ့တိတ်နေတာလားတို့မိမိခန္ဓာစိတ်ဆွဲငင်ရာအာယုံတွေပေါ်ပါလိမ့်မယ်အဲ့ဓာတွေအလုံးဒီပင်လင်ခန္ဓာကသူ့သဘောသူဆောင်နေတာပါအတုလို့သာမှတ်ပါပေါ်လာသမျှအာယုံတွေသည်ဝေဒနာတသက်တာဖြစ်သည်ကောင်းတဲ့အာယုံသည်လည်းဝေဒနာဆိုးတဲ့အာယုံသည်လည်းဝေဒနာတသက်ဖြစ်တယ်
အတုတွေမျှသာအတိနဲ့တတိပူးတွဲဆင်ခြင်မိတာနဲ့သင်ဟာဉာဏ်စဉ်တစ်ခုပြီးတစ်ခုတက်နေပါပြီအချိန်တစ်ခုမှာသွေးကြောတွေစီးနေတာကိုခံစားရတာတို့မျက်လုံးမှာဖြူဖြူနဲ့အလင်းနမိတ်ထင်ပြီးမျက်ပြည်မြင်တာလိုဘာလိုတွေကြုံရကောင်းကြုံရပါလိမ့်မယ်အတိစိတ်ကအပြင်ထွက်ထွားပြီးကိုမဟုတ်ရင်တခန်းလုံးကိုပြန်မြင်နေရတာမျိုးကြုံရကောင်းကြုံရနိုင်ပါတယ်အနုကြီးမှန်ပြောင်းတဲ့ကြည့်တယ်လို့မျိုးခန္ဓာကိုယ်ထဲကစောက်အလုံးတွေကိုစိတ်မျက်လုံးထဲမှာမြင်ရတာမျိုးတွေကြုံရနိုင်ပါတယ်ကြုံလာသမျှကိုအတုလို့သာထပ်မှတ်ပါအကုန်လုံးအတုရောင်တွေပါစံလိုအပိညာဉ်လိုမြင်ရတာသည်ခန္ဓာကိုယ်ဉာဏ်ကရနေခြင်းသာလျှင်ဖြစ်ပါသည်မိမိဆိုတာမရှိသည့်အတွက်အကုန်လုံးဟာအတုရောင်ပါအတိနဲ့တတိနဲ့ပြက်ခွင့်ပေးရပါမယ်နက်ပြည်တွေးပြီးဟေးဆိုပြီးအာယုံမှာတက်နေရင်မျောနေရင်တော့ဉာဏ်စဉ်ကမှာတင်နေသွားပါပြီမိမိသွားရမည့်ခီးဟာနက်ပြည်မဟုတ်ပါအမှန်တရားတည်ရေးကိုသာဥတီလို့အမှန်ကိုပဲရည်မှန်းပါအာယုံတိုင်းသည်အတုဖြစ်လို့အတွေးမှန်သမျှကိုအတိတတိနဲ့မှတ်ပြီးပြတ်ပါစေစိတ်ကိုမိမိထားရာဒီနေရာကိုပဲပြန်ပို့ပါအဲ့လိုနဲ့ဉာဏ်စဉ်တွေတဖြည်းဖြည်းတက်လာပါလိမ့်မယ်အရာအလုံးသည်အတုဖြစ်လို့ကြုံလာသမျှဘာကိုမှဆွဲလန်းမထားပါနဲ့အချိန်တစ်ခုရောက်တဲ့အခါနှလုံးသွင်းရမ်းမှန်လာတဲ့အခါမှတ်စိတ်ကအလိုအယမ်းမြန်လာပါလိမ့်မယ်အချိန်တစ်ခုမှာကိုကအိမ်ငိုက်တလို့စက်ခနဲငိုက်ကနေတတိအတိလွတ်ပါလိမ့်မယ်အာယုံကိုလည်းထပ်မှတ်ပေးပါဦးအဲ့ဒါကလည်းခန္ဓာဟာအလိုရောက်တုံ့ပြန်နေတာပါခန္ဓာသည်မိမိနဲ့မဆိုင်ပါဓမ္မဟာသူ့အလုပ်သူလုပ်နေတာပါကိုကဝါတွေပိခတ်တွေဝင်တွေဝါတွေတွေးနေပြီဆိုရင်ဉာဏ်စဉ်မှာပိတ်မိနေပါပြီအတွေးအကုန်လုံးကိုအတိနဲ့တတိပေါင်းပြီးဖြတ်ချပါအချိန်တစ်ခုရောက်ရင်မှတ်စိတ်အရန်ကောင်းနေပြီးစိတ်ဟာရင်ဝလေးမှာပဲတည်တတ်နေတော့ကိုတတိပြုမိပါလိမ့်မယ်ကြရင်ဖြစ်သမျှအာယုံတိုင်းကိုတိလိုက်တာနဲ့တန်းပြီးပြတ်သွားပါလိမ့်မယ်အဲ့လိုဇက်တိုက်မှတ်နေစဉ်မှာသင်ဟာအိပ်ပျော်သွားတာလိုမျိုးတတိလစ်သွားတာမျိုးလောကကြီးနဲ့အဆက်ပြတ်သွားတာလိုမျိုးဖြစ်ပါလိမ့်မယ်တချို့ကစက္ကန့်ပိုင်းတချို့ကမိနစ်ပိုင်းတတိလစ်နိုင်ပါတယ်အချိန်တစ်ခုရောက်လို့ပြန်နိုးလာတဲ့အခါတတိယလာတဲ့အခါကိုကဝိုင်းဝင်ပြီးခါစဝါတွေနောက်လိုက်မသွားပါနဲ့လိုက်မိတဲ့စိတ်ဖြစ်တာနဲ့အာယုံမှန်သမျှကိုအတုလို့မြင်ပြီးအတိနဲ့တတိပေါင်းပြီးထပ်ဖြတ်ချပါပေါ်သမျှအာယုံကိုနှလုံးသွင်းပေးခြင်းဖြင့်အချိန်ခဏအတွင်းမှာတင့်ရဲ့ဉာဏ်စဉ်ဟာတဟုန်တိုးတက်လာပါလိမ့်မယ်နိဗ္ဗာန်အာယုံပေါ်တာနဲ့တင့်ရဲ့အုံနောက်ထဲမှာဖိုင်တွဲကြီးတောင်းတော်ဆွဲသလိုအော်တိုကျနေပါလိမ့်မယ်တဖြည်းဖြည်းနဲ့ဖျားအပေါ်တန်တရားဝင်တာတွေပျောက်သွားပါလိမ့်မယ်ပုံမှန်ချိန်တွေမှာသို့လောဖြစ်ပါတယ်နိဗ္ဗာန်အာယုံပေါ်တာနဲ့အမြင်မှန်သွားပါပြီလောကကြီးအပေါ်အမြင်မှန်သွားလို့လဲနိဗ္ဗာန်အာယုံကျလာတာပါအဲ့ဒါကအခမ်းအနားမှာဖတ်ရခတ်ပေးတဲ့သဘောတရားမျိုးနဲ့တူပါတယ်အဲ့ဒါကိုလည်းမစွဲလန်းပါနဲ့အဲ့ဒီအဖြစ်ပြက်စင်နာရီယာတီးပင်လင်းအတူပါထပ်မှတ်ပြရမှာပါမှာပိတ်မိနေရင်နောက်ဉာဏ်စဉ်တက်ဖို့ထပ်နေနိုင်ပါတယ်သို့လောစိတ်တွေကိုတရားထိုင်တက်ခွဲခန်းမှာစမ်းသက်ခြင်းအဖြစ်ဖယ်ကြရအောင်ပန်းမကြည့်ရင်အကောင့်ကို follow ပေးခဲ့ပါနော်စာဆက်ရေးဖို့စာဖတ်သူတွေရဲ့အထောက်ပံ့ဟာအသက်ပါကျေးဇူးတင်ပါတယ်
မ်းမှကြည့်ရင်အကောင့်ကို follow ပေးခဲ့ပါနော်စာဆက်ရေးဖို့စာဖတ်သူတွေရဲ့အထောက်ပံ့ဟာအသက်ပါကျေးဇူးတင်ပါတယ်